video တိုင်းထဲမှာပါတယ်ထောက်ငါရတဲ့မနက်စာဆိုရပါလေ yes ဟုတ်ပါတယ်ရှမ်းကောက်စဲနဲ့စံသီးသွားဆောင်မှာမို့လို့အားလုံးပဲလိုက်ခဲ့ကြပါအောင်နော်ကတော့ဖေဖော်ဝါရီ20ရက်နေ့တောက်ကြပါနက်9:42မိနစ်ရှိပါပြီဒီသွားနေပါပြီလဲထွက်နေပါပြီဟာဘယ်လိုခံစားရပါလဲjust normal မနေ့ကတိုင်းမှာပါပြီရှမ်းတဝဲစံသီးတဝဲဒီမှာအကုန်ရပါတယ်ဒီရိုင်းထဲမှာငါးပါအဲ့ဒီကိုရင်းနေနော်ဟုတ်ဒါကတော့ကြာတိုင်ကျော်ပါနေဒီမောအချင်းနဲ့ဟင်းညူရီရပါပြီအဖဲတွေလည်းပါပါတယ်ဟုတ်ဆွေးနေမထဲဘူးနော်ဟုတ်မထဲဘူးဟောဒီမှာရှမ်းခောက်ဆွဲလည်းရပါပြီမဟုတ်ရုပ်ချင်လေးပြီးတော့ဒါကတော့အကြိုက်ဆုံးပေါ့နော်ဒီမှာဒါပါလို့လဲဒါအကြိုက်တာပါမရုပ်ချင်တန်းတော့ချမ်းမှာစားလိုက်ပါအောင်မယ်ရှင်စားကြပါအောင် It's really delicious စားကြပါအောင်ရှင်ခုစံကြီးကကုန်တော့မယ်ကြီးထားတော့အများကြီးကျန်ပါသေးရဲ့ကဲအကုန်တော့ပါပြီငါနည်းနည်းပဲကျန်တော့ဒီစုံးနဲ့နော်စားလိုက်ပါအောင်မယ်ကုန်ပါပြီဆောရစီကိုသွားဆော်ပါမယ်ဟုတ်မယ်ရှင်းပါမယ်အမဘယ်လောက်တော့ဒီမှာဟောပါကနေမှာတတာုံးနေအများကြီးစားခြင်းမိမဲ့နှစ်မျိုးပေါ့နော်တယောက်တစ်ဝက်စီအဲ့လိုမျိုးညစားပြီးတော့စားလာပါတယ်အခုရောက်တော့အများကြီးစားခြင်းတာအရင်အီရပေါ့နော်အခုကတော့အီပြေသွားစော်ပါမယ်မုံလေးကိုလည်းတတာပြခဲ့ပေါ့နော်နောက်ရက်လည်းလာစားပြီးအောင်ပါဝေးကနေကြည့်ရင်သာနီးရပေါ့နော်တော်တော်လေးလမ်းလျှောက်ပြီးယူလာလိုက်ရပါတယ်ကဲစော့ပါမယ်ကဲအဲ့ဒီမှာမြောင်လောင်းကြီးကြီးကတော့စော့နေပါပြီအားလုံးပဲဒီမြောင်လောင်းကိုတီးခံပြီးတော့ကြည့်ပေးကြပါအောင်မစော့ရလဲကြာပြီဆိုတော့ပေါ့နော်အစားတွေစားထားတာတောင်မှစော့ရတော်တော်လေးပျော်ဖို့ကောင်းခဲ့ပါတယ်ကဲလက်မဲနေပါတယ်ဟုတ်ပဲဆုံးကပထမဆုံးစော့ထားကိုပို့တော့ကြပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီဆိုင်ကတော့ငယ်လေးတွေကစားခဲ့တာပေါ့နော်အမျိုးလဲတော်ပါတယ်ဒါအင်းလက်စီပီနဲ့အရှိမှရှိရပါအားလုံးလည်းတကယ်လို့ဒီကိုရောက်ဖြစ်ခဲ့ရဆိုလို့ရှိရင်အိုက်ဆိုင်မျိုးပါစားကိုတင်နန်းပေးပါတယ်ကဲနောက်တစ်မျိုးပြောင်းဆိုပါမယ်ကြည့်ရအောင်ဒါကတော့ဒါရီဆိုလိုက်လို့ရှိရင်ကလေးတွေကဆောရတာအားသဘောကျအမေလိုမျိုးစီးကြလို့ရှိရင်ကြောက်တွေကတုံးတော့ဟောနော်ကဲဘာဒီဆောရလေးဒါလေးခဏပြန်ဆောလာမှာနော်ကြီးကတော့ဒီလေးမျိုးထဲမှာအခုစော့ပြနေတဲ့တစ်မျိုးအကြိုက်ဆုံးပါအားလုံးလဲဘယ်တစ်မျိုးကိုအကြိုက်ဆုံးလဲဆိုတော့ကွန်မန့်မှာတစ်ချက်လောက်ဖြေခဲ့ပေးကြပါအောင်เนาะဒီကစားနည်းကိုပေါ့နော်ကြီးကငငယ်လေးတွေကဒီလေးခုထဲမှာဆိုရင်ဒါကိုအကြိုက်ဆုံးပေါ့နော်ဒီကစားနည်းကိုပေါ့နော်ထမ်းတော့ထမ်းအဲ့လိုမျိုးကြိုက်တာပါကဲအခုကတော့မပြန်ချင်းနဲ့ကစားစရာလေးတွေကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်နေပါပြီကြီးလက်ဆေးပေးခဲ့တဲ့ရှေ့မှာဒီလိုလေးရောက်နေတာပါအခုကတော့ဒီဆေးကန်းတန်းလေးကိုပြန်ရောက်လာပြီပေါ့နော်ဆိုင်လေးလေးကိုပြန်ရောက်လာပြီဒီလောက်ပိတ်စော်လာတာပေါ့နော်ဘိုက်ကလည်းအပြေစားထားတဲ့အတွက်လူကတော့ခြေနေသိမ့်မကောင်းပါဘူးဒါပေမဲ့ပြောပါတယ်သူကဘိုက်ဝါရပေါ့နော်တပွဲမှာ1500ဆိုတန်လဲငဖဲတွေလည်းပါတယ်ပေါ့နော်ကဲအိမ်ပြန်ရောက်မှပြန်ပြပါမယ်အိမ်ပြန်ရောက်ပါပြီခုကတော့ဘိုက်လဲဝါခဲ့ပြီပေါ့နော်သွားပြီးတော့စော့ကျင်တာတွေလည်းစော့ခဲ့ရပြီဆိုတော့ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်အားလုံးလည်းကြိုက်နေကြမယ်လို့မျှော်လင့်ပါတယ် like and subscribe လေးလည်းလုပ်ပေးကြပါအောင်နော်အားလုံးပဲ bye bye နောက်ဗီဒီယိုတစ်ဒီမှာပြန်ဆုံကြပါမယ်